တပ်ပညာပြည့်စုံစေဖို့ရာကျောင်းသားများကောင်းလာဖို့ကြံဆောင်တာကျွန်တော်တို့ဆရာကျေးဇူးရှင်ကျွန်တော်တို့ရဲ့ဆရာစာပေတွေကျန်တမ်းမြောက်အောင်သင်ယူပါအရာရာမှာနှံ့စပ်ကျွမ်းကျင်ပညာရှင်တပည့်တို့မှာအမြင်မှန်ရှင်သန်ရေးစံထားသောကျွန်တော်တို့ရဲ့ဆရာဥယျာဉ်မှုနဲ့တူပြီးတာနိုင်ငံချင်းမျိုးချင်းစိတ်ဓာတ်စွမ်းစွမ်းတမန်ဆောင်ရွက်မယ်ဆရာတပ်ပညာကျောင်းသားများဘက်ဆုံးထူးချွန်စွာလုံလဝရိယရှိသွားညမှာပညာကုန်ရောက်သွန်းနေပြောင်းဖို့ရာနိုင်ညွန်ပြတာပညာရေးလက်တွေ့ဖွံ့ဖြိုးတာလူရင်ကျုံဖြစ်စေဖို့ရာကျောင်းသားတိုင်းသင်ကြားပြီးလာပညာရေးတွေမှာသင်္ကာပေးနေတာတပ်ပညာပြည့်စုံသည်ဖို့ရာကျောင်းသားများကောင်းစားဖို့ကြံဆောင်တာကျွန်တော်တို့ဆရာကျေးဇူးရှင်ကျွန်တော်တို့ရဲ့ဆရာရမလာပြောင်းနှစ်တို့ပင်ညောင်းခဲ့ပြီဆရာတင်ပြတာတွေနားငယ်ကြမကြိုးစားခဲ့ရငယ်ကဘဝကိုပြန်ရလို့တရားနေရဲ့ဆရာအခုတော့ဆရာနဲ့ကျွန်တော်မှာအချင်းတွေမပဲလို့ကြည်မြင်ဝေးလို့တန်ကွာခဲ့တာဒါပေမဲ့မြတ်ဆရာကျမ်းပါချမ်းသာဖို့ရာညစဉ်ညတိုင်းတောင်းဆိုချင်ရဲ့ဆရာတွေးမိရဲ့ဆရာကြီးတွေးမိရဲ့ဆရာဘုဒ္ဓခါငယ်ရင်ငါပေါ်ငါနဲ့ပြောပါလုံးကတောင်းခေါ်ပြီးထောက်ကြပြီးတော့ဆရာကကျွန်တော်ကိုအပြစ်ပေးတာအတန်းရှိမှရစမ်းတယ်ထထိုင်ကလုံးပြစီခဲ့တာရှက်နဲ့ရင်နဲ့နာဒီနာဘေခါမပြောင်းနိုင်ဘူးလူသားနဲ့လူထားခဲ့တာချီခါအနေလုံးပါလားတိမြင်ခဲ့ရဆရာရဲ့စီရနာအတလဲပြီးဘယ်လိုဆိုမှသိပါမချင်ဒီရဲ့စီကတရားအပူတရားတို့တွေ့ချင်မှုခံရနားလည်းပြီးကောဆရာပြခလေးတွေ
ခွင့်လို့စင်ကြောင်းဆရာတို့တွေ့ပြေတပုံနဲ့ရေးထုံလို့ရောလိုက်ပါလေဆရာ တွေးမိနေတဲ့ဆရာကြီးတွေးမိနေတဲ့ဆရာဘုရားခန်းငယ်လေးငါအဖေများနဲ့အပြောပါလို့ငါတောင်းဆိုရင်နောက်ကြလေတော့ဆရာကကျွန်တော်အပြစ်ပေးတာအတန်းရှိမှညက်စမ်းနေထထိုင်ကလုပ်ပြစီခဲ့တာရှက်ရှက်